ရှေးရှေးတုန်းကတာယာလှပတဲ့တောင်ပေါ်ရွာလေးတစ်ရွာမှာအလွန်ကျင်နာတတ်တဲ့အဖိုးအိုတဦးရှိခဲ့ဘူးတဲ့ကွယ်အဖိုးအိုမှာမိသားစုရဲ့လို့မရှိပေမဲ့သူ့ကိုအမြဲတမ်းအရေးတကြီးကြီးနဲ့စောင့်ရှောက်ပေးနေတဲ့တငယ်ချင်းကောင်းလေးတစ်ယောက်တော့ရှိတာပေါ့အဲ့ဒါကတော့တကူလုံးနှင်းတွေလိုဖြူဖွေးနေတဲ့နှင်းပွင့်ဆိုတဲ့ခွေးလေးပါပဲနှင်းပွင့်ဟာတခြားခွေးတွေနဲ့မတူပဲအလွန်ကိုလိမ္မာရင်ကျေးတဲ့အဖိုးအိုဘဲသွားဘေးကနေအမီးလေးတရမ်းရမ်းနဲ့လိုက်တတ်တယ်လို့အဖိုးအိုကဒီမှာစောင့်နေနော်လို့ပြောခဲ့ရင်လေဘလောက်ပဲကြာအဲ့ဒီနေရာကနေဘဝမခွာပဲစောင့်နေတတ်တာပေါ့တနေ့မှာတော့အဖိုးအိုဟာထင်းခွေဖို့အတွက်တောနက်ထဲကိုနှင်းပွင့်ကိုခေါ်ပြီးထွက်လာခဲ့ကြတယ်ကန်ဆိုးကျင်တော့အဖိုးအိုဟာ6ကန်းပါးရန်တစ်ခုမှာခြေချော်ပြီးပြုတ်ကျသွားပါတော့တယ်ခြေတော့လဲကျိုးသွားတာမို့အဖိုးအိုခများမထနိုင်ပဲအသေးအတန်နာကျင်နေရတာပေါ့နှင်းပွင့်လေးဟာအဖိုးနားကိုအပြေးလွှားသွားပြီးအဖိုးရဲ့လက်ကိုရှာလေးနဲ့ရက်ပေးရင်းအားပေးရှာတဲ့အဖိုးကလည်းနာကျင်တဲ့ကြားကနေနှင်းပွင့်လေးကြီးငါတော့မထနိုင်တော့ဘူးမင်းရွာကိုသွားပြီးလူတွေကိုသွားခေါ်ပေးပါဦးလို့တုံရီတဲ့အတန်နဲ့ခိုင်းလိုက်တယ်အဲ့ဒီအခါမှာတော့နှင်းပွင့်လေးဟာသူ့သခင်ရဲ့စကားကိုနားလည်တဲ့အတိုင်းရွာရှိရာဘက်ကိုအစွမ်းကုန်ပြေးပါတော့တယ်လမ်းမှာစူးတွေခတ်လို့ခြေပွားလေးတွေသွေးထွက်နေပေမဲ့နှင်းပွင့်လေးဟာမရက်မနာပဲပြေးခဲ့တယ်ရွာကိုရောက်တဲ့အခါမှာတော့နှင်းပွင့်လေးဟာတွေ့သမျှလူတိုင်းကိုအသေးအတန်ဟောင်ပြီးအကူအညီတောင်းတော့တာပေါ့ရွာသားတစ်ယောက်ရဲ့ပစိုးဆောက်ကိုကိုက်ဆွဲပြီးတောထဲကိုဥတီပြေးပြတဲ့အခါမှာတော့ရွာသားတွေလည်းတခုခုထူးခြားနေပြီဆိုတာသိလိုက်ကြပြီးနှင်းပွင့်လေးနောက်ကိုလိုက်သွားကြတဲ့နောက်ဆုံးမှာတော့နှင်းပွင့်လေးရဲ့ကျေးဇူးကြောင့်အဖိုးအိုကို6ထဲကနေဘေးမတေရန်မခပဲကယ်တင်နိုင်ခဲ့ကြပါတော့တယ်အဖိုးအိုဟာသူ့ကိုကယ်တင်ပေးခဲ့တဲ့လိမ္မာလှတဲ့နှင်းပွင့်လေးကိုဖတ်ထားရင်းမျက်ရည်တွေဝဲနေရှာတယ်ဟဲကလေးတို့ရေအဲ့ဒီနေ့ကစပြီးနှင်းပွင့်လေးဟာရွာမှာတင်မကပဲတနယ်လုံးမှာအလိမ္မာဆုံးနဲ့အသစ္စာရှိဆုံးသူရဲကောင်းခွေးလေးအဖြစ်အားလုံးရဲ့ချစ်ခင်မှုကိုရရှိသွားပါတော့တယ်ကွယ်ပုံမြင်လေးကတော့ဒါပါပဲဘေးနားကခေါင်းလောင်းလေးနှိပ်ဖို့မမေ့နဲ့အုံတော်အချစ်လေးတို့